ဒီနေ့တော့လေလူတွေတော်တော်များများအထိပ္ပယ်လွဲတကြတဲ့အရေးသွေးတစ်ခုအကြောင်းပြောပြခင်နဲ့အဲ့ဒါကရှေးအောင်ပုံပြန်လေးတစ်ခုထနာလာတာပေါ့နော်ဟုတ်ပါတယ်ဒီခန့်ချင်းရဲ့တကယ်ဆွမ်းအကြောင်းပါပဲဒီပုံပြင်ကလီမေခွန်းတစ်ခုကိုမွေးထုတ်ပြီးလိုက်တယ်တကယ်စစ်မှန်တဲ့ရှက်တီအဲ့ဒါရှေးတဲ့ကတဘာသာစကားနဲ့ဆိုရှက်တီပါအဲ့ဒီဆွမ်းအားဆိုတာတကယ်တော့ဘာကိုပြောတာလဲအပြင်ဘက်မြင်နေရတဲ့ကြန့်ခိုင်မှုမျိုးလားဒါမှမဟုတ်အများကြီးပုံနဲ့နဲ့တဲ့အရေးအထွေးတစ်ခုခုများလားဒီဇလန်းရဲ့အသေးနှလုံးကတော့ခန္တီဝါဒပါပဲအဲ့ဒါကရိုးရိုးလေးတီးခတ်လိုက်တာထက်အများကြီးပိုကျပြန့်တယ်ဆိုလိုတာကကိုတေရောက်ယောက်ကစော်ကားတယ်ရိုက်နှက်တယ်ညင်ဆဲတယ်အဲ့ဒီလိုအချိန်မှတော့စိတ်ထဲမှာဒေါသမိတစ်ဆက်မှမထပ်ပဲတီးငိမ့်နေနိုင်တာကိုပြောတာအဲ့ဒါအားနေတာအရှုံးပေးတာလုံးဝမဟုတ်ဘူးနော်တကယ့်ကိုအတွင်းစိတ်ရဲ့အခိုင်အမာဆုံးအကြီးမားဆုံးစွမ်းအားကိုပြနေတာပါကဲဒါဆိုဇလန်တဲ့ဝေတန်းဝင်လေးကြရအောင်ဒီเจ้าရလာလေးသူ့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်ခဲ့တဲ့လူတစ်ယောက်ရဲ့အကြောင်းနဲ့စထားတာပါဇလန်ကပါရနာပီမှာဆက်လာပေါ့အဲ့ဒီမှာကုနလာဆိုတဲ့လူလင်တစ်ယောက်ရှိတယ်သူကမွေးကလေးကအခွင့်ထုခံပဲအမွေရထားတဲ့ပိုင်ဆိုင်မှုချေပဲကိုတီ80လောက်ရှိတယ်ဆိုတော့စဉ်းစားတာကြည့်တော့ဒါပေမဲ့ပေါ့သူ့ဘဝမှာအလက်အပြောင်းကြီးတစ်ခုဖြစ်လာတယ်သူမိဘတွေဆုံးသွားတဲ့ခါမှာသူဟာတန်ဝဲကရပြီးတော့သူ့မှာရှိသမျှစီးစိမ်ဥစ္စာအကုန်လုံးကိုစွန့်လွတ်လိုက်တယ်ပြီးတော့ဟေမဝနတော်ထဲမှာရသိမ်းထွားဝတ်လိုက်ရောအရင်ကစီးစိမ်တွေနဲ့အခုဘဝဘယ်လောက်တောင်ကွာသွားလိုက်တယ်လဲနော်ဒီလိုနဲ့တနေ့မှာအဲ့ဒီယတိကဘာရဏတိကိုပြန်ကြွလာပြီးမင်းတရားကြီးရဲ့ဥယျာဉ်တော်ထဲမှာတည်င်းတောင်းနေခဲ့တယ်အဲ့ဒီအချိန်မှာပဲအရက်မိုးနေတဲ့ကလဘူးမင်းကြီးကခချေးတွေနဲ့ပျော်ပွဲခံနေတာပေါ့ဆိုတော့မင်းကြီးကအိပ်ပျော်သွားတဲ့အချိန်မှာခချေးတွေကတရားထိုင်နေတဲ့ယတိကိုတွေးသွားပြီးတရားတောင်းကြတယ်ဒီမှာတင်ပဲသူတို့ညောက်ရဲ့ကန့်ချမတွေကထိတ်တိုက်တော့ဟိုအချောင်းဖန်လာတော့တာပဲအဲ့ဒီမှာတင်ပဲဒီဇလန်းရဲ့အဓိကကြတဲ့ထိတ်တိုက်တွေ့ဆုံမှုကြီးစတော့တာပဲဖယင်ကယတိရဲ့အယူဝါဒကိုအရက်ဆက်ဆုံးနီလန်းနဲ့စမ်းသက်ဖို့လှုပ်တော်တာပေါ့သူရဲ့ခချေသေးတွေကယတိစီမှာတရားနာနေတာကိုမြင်လိုက်တာနဲ့မြင်းကြီးကဒေါသတွေပောက်ကွဲပြီးတော့လေဓားကိုဆွဲထုတ်ယတိစီတန်းပြေးတွဲတာပြီးတော့ဒေါသတကြီးနဲ့မေးချလိုက်တယ်ဟေကောင်မေးရပါတာကပါလေဆိုပြီးတော့လေယတိရဲ့အဖြေကတော့အယမ်းကိုအေးဆေးတည်ရင်ပြီးရှင်းရှင်းလေးပဲသူကကျွန်ုပ်ကခန္တီဝါဒဒီကံကျင်တရားကိုကျင့်ပါတယ်လို့ပြန်ဖြေလိုက်တယ်အဲ့ဒီအဖြေကပဲသူတို့နှစ်ယောက်ကြာကအယူဝါဒဘလောက်တောင်ကွာခြားတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးမြင်သွားစေခဲ့တာပေါ့အဲ့ဒီအဖြေကိုကြားလိုက်တာနဲ့မင်းကြီးကယသိရဲ့အယူဝါဒဆိုတာကြီးကိုအကြမ်းဖက်မှုသုံးပြီးမှားနေကြောင်းတက်တည်ပြမယ်လို့ဆုံးဖြတ်လိုက်တော့တာပဲအေးမင်းရဲ့ဒီခံချက်ဆိုတာကိုငါကိုယ်တိုင်စမ်းကြည့်ရသေးတာပေါ့ဆိုတဲ့သဘောမျိုးပဲဘီရင်ကချက်ချင်းပဲအမိန်ပေးလိုက်တဲ့သူ့လူတွေကို right ဆန်းဆိုပြီးပထမဆုံးစူးရီပါတဲ့ကျိန်လုံးတွေနဲ့ရိုက်တယ်ဒါပေမဲ့ယသိကတစ်စိန်နေတော့ပဲအဲ့ဒါနဲ့ဘီရင်ကလက်တွေခြေထောက်တွေဖြတ်ဆိုပြီးအမိန်ပေးပြန်ရောယသိကမတုံလို့ဘူးနောက်ဆုံးနှာခေါင်းနဲ့နားရွက်တွေကိုပါဖြတ်ခိုင်းပြီးရင်ဘက်ကိုပါကန်ကြောက်ပြီးမှမင်းကြီးကထွက်သွားတော့တဲ့ဒီလောက်ရက်ဆက်တဲ့ညင်းဆဲမှုတွေအကုန်လုံးကြားထဲမှာယတိကတော့သူ့ရဲ့တီးခန့်ချင်းတရားပေါ်မှာပဲမရိုင်းမလဲခိုင်ခိုင်မာမာရက်တည်နေခဲ့တယ်ကဲအဲ့ဒီဖြစ်ပြီးသွားတဲ့နောက်မှာရောအဓိကစက်ကောင်ညီရောက်ရဲ့ကန်ချမာဒီကဘလို့များကွာသွားလဲဆိုတာကိုကြည့်လိုက်ကြရအောင်တကယ်တော့လေသူတို့ရဲ့လူရက်တွေကချက်ချင်းကိုအကျိုးပြီးတော့တာပဲစစ်သူကြီးကပြေးလာပြီးယတိကိုပြူးစုတဲ့အခါမှာပေါ့ယတိကသူ့ကိုညှင်းဆဲခဲ့တဲ့ဖယင်ကိုအဖြစ်မတင်မှနဲ့ပြည်သူတွေတောင်းထမထွက်ကြပါစေနဲ့လို့တောင်းပန်ခဲ့တယ်ပြီးတော့သူ့ရဲ့နောက်ဆုံးစကားအနေနဲ့ငါးကိုဒီလိုလုပ်ခဲ့တဲ့ဖယင်ကြီးတက်တော်ရာတော်ရှိပါစေလို့တောင်းဆုတောင်းပေးခဲ့သေးတယ်။ဒါဟာသူ့ရဲ့တိခန့်ချင်းတရားကိုအဆုံးစွန်ထိပြသွားတဲ့လုပ်ရက်တစ်ခုပဲပေါ့။ဆိုတော့သူတို့ညရဲ့ကံကြမ္မာကချစ်ချင်းမဲ့အဆုံးဖက်ပေးခံလိုက်ရတယ်လို့ပဲ။တောက်သားတရားနဲ့ပြုမှုခဲ့တဲ့ကလာဖူးမင်းကဥယျာဉ်တကာဝကနေထွက်တာနဲ့မြေမျိုးခံလိုက်ရတယ်။တိခန့်ချင်းတရားကိုကျင့်သုံးခဲ့တဲ့ယတိကတော့အဲ့ဒီနေ့မှပဲကွယ်လွန်သွားခဲ့ပေမဲ့ငင်းချမှုကိုတော့ရှာတွေ့သွားခဲ့ပြီ။သူတို့ရဲ့လွတ်ရနဲ့အကျိုးဆက်ကတကယ့်ကိုချက်ချင်းလက်ငင်းပဲထင်ထင်ရှားရှားဖြစ်သွားခဲ့တာဒါပေမဲ့ဒီယတိရဲ့လွတ်ရကလေဒီတပွားလေးနဲ့ပြီးမသွားခဲ့ဘူးသူလုပ်ခဲ့ကောင်းမှုရဲ့အကျိုးကျေးဇူးကအချိန်ကာလလေးကိုပါကြော့ဖြစ်ပြီးတော့အများကြီးပိုကြီးကျယ်တဲ့ခီးရှည်ကြီးတစ်ခုစီကိုဥတည်နေခဲ့တယ်အတိတ်ဘဝကအဲ့ဒီတိခန့်ချင်းတရားဟာဘဝပေါင်းများစွာကိုတရောက်မှုရှိခဲ့လေအဲ့ဒီယတိဟာတန်တရားမှာဘဝကောင်းနေမှာအထက်ထက်မွေးဖွားခဲ့ပြီးတော့နောက်ဆုံးမှာဂေါရမပူဇာဖြစ်ညံလင်းရခဲ့တာပေါ့ဆိုတော့အဲ့ဒီနေ့ကသူပြခဲ့တဲ့တိခန့်နိုင်စွမ်းဟာဘိုးကြဖြစ်ဖို့ခရီးလမ်းပေါ်ကအယံကိုအေးရေးပါတဲ့ခြေလန်းတလန်းချီခဲ့တယ်လို့ပြောလို့ရတယ်
အဲ့တော့ဒီဇလန်ကနေကျွန်တော်တို့အဓိကသဘောပေါက်ရမှာကပါလဲဆိုတော့ကန်ဒီဝါရဲ့အကျိုးကျေးဇူးဟာအခုလက်ရှိဘဝရဲ့အခြေအနေတွေတောင်ကျော်လွန်ပြီးကိုယ့်ရဲ့နောက်ဆုံးကံကြမ္မာအထိပုံဖော်ပေးနိုင်တယ်ဆိုတာပါပဲတဘဝစာချုပ်တွေမဟုတ်ဘူးထာဝရအတွက်ဖြစ်သွားတာ ဒီအကြောင်းအရာနဲ့ဒီနေ့ခေတ်အတွက်စဉ်းစားစရာမေးခွန်းတစ်ခုထွက်လာတယ်။အဲ့ဒါကတော့အခုလက်ရှိလူပွဲစည်းမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ဘဝတွေမှာပဲဖြစ်ဖြစ်ကျတို့ရဲ့တီးခံနိုင်စွမ်းကိုဘလို့ခေတ်သစ်ရဲ့ရက်စက်မှုတွေကစမ်းသပ်နေတယ်လေ။ဒီရှေးဟောင်းအဆုံးအမကဒီနေ့ခေတ်မှာဘလို့များအတုံးဝင်နေအောင်မလဲ။အဲ့ဒါလေးကိုတော့ပြန်ပြီးစဉ်းစားကြည့်စရာပေါ့နော်။